အများလူတွေသိနေတဲ့လောကဓာတ်၈ပါးလောကဓာတ်လို့ဆိုတဲ့စကားလုံးကလောကဓမ္မဆိုတဲ့ပါဠိစကားကိုခေါ်တာလောကဆိုတာလူသားတွေတတ္တဝါတွေထိုတတ္တဝါတွေလောကမှာရှိနေကြတဲ့တတ္တဝါတွေကြုံတွေ့ရမယ့်သဘာဝတရားတွေလို့ဒီလိုဆိုလို့တယ်ဟိုဓာန်ခံရတယ်ဆိုတဲ့အဓိပ္ပာယ်ကဓာန်မျိုးမဟုတ်ဘူးဓာန်ဆိုတာသဘာဝကိုပြောတာဒီနေရာမှာလောကဓမ္မလောကရဲ့သဘာဝအဲ့ဒီလောကရဲ့သဘာဝကိုကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်လူတွေရဲ့တဏ္ဍာမှာရှိတယ်ပြင်မကအခက်အခဲတွေကိုစိတ်အားနှိမ့်ချနေလို့မကြော်လွှမ်းနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာလောကရန်နဲ့ပဲလဲသွားနိုင်တယ်ပေါ့ကြီးပွားတိုးတက်မှုဘဝကိုအလှဆင်ဖို့မစွမ်းနိုင်လို့ဘဝမှာအယုတ်ဆိုးအကြီးတန်းပြီးတော့လက်မြောက်လို့အရှုံးပေးရတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်အဲ့ဒီပြင်မကလာတဲ့အခက်ခဲတွေကိုအတွင်းအားနဲ့ကျော်ဖြတ်ရမယ်အတွင်းအားနဲ့ကျော်ဖြတ်ကောင်းဆိုးလောကဓာတ်ကြံ့ကြံ့ခံလျက်လောကထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းနဲ့တွေ့ရသလိုအဆိုးနဲ့လည်းတွေ့ရအကောင်းကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိသလိုပဲအဆိုးကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးအလုံးကြားဘူးကြတဲ့အတိုင်းလောကရန်ဆိုတာမြောက်များစွာရှိနိုင်တော့လဲဒီနေရာမှာအဓိကလောကရန်၈မျိုးကိုပြောမယ်ဆိုရင်လာဘနဲ့အလာဘစီးပွားရေးတွေအဆင်ပြေလို့ငွေကြေးအမြောက်များရတယ်အလာဘစီးပွားရေးအဆင်မပြေဘူးဝင်ငွေတွေမရဘူးဟောဒီကနေ့တစ်ကမ္ဘာလုံးဟာအလာဘဆိုတာနဲ့သွားကြုံတယ်နော်လာဘဆိုတာရှိတယ်လို့အလာဘဆိုတာလည်းရှိဘလောက်ချမ်းသာတဲ့နိုင်ငံဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အစင်မပြေလို့မရတဲ့အခါရှိအစင်ပြေနေလို့ရတဲ့အခါလည်းရှိအဲ့ဒါဟာလောကရဲ့သဘာဝပဲလူတွေရဲ့စိတ်ဓာတ်ဟာလောကရဲ့သဘာဝနဲ့ကြုံတွေ့ပြီဆိုလို့ရှိရင်ရိမ့်ရိုင်ပြီးတော့သွားတတ်တယ်အဲ့ဒါမကြန့်ခိုင်လို့ရိမ့်ရိုင်တာလောကရန်ကိုဥပမာပေးတယ်မုန်တိုင်းနဲ့ဥပမာပေးတယ်ဒါမို့လောကရန်မုန်တိုင်းလို့ပြောကြတယ်စဉ်းစားကြည့်လေတနာရီမိုင်90မိုင်60မိုင်120တိုက်တဲ့မုန်တိုင်းတွေဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့အခါကျတော့ကြံ့ခိုင်မှုအားနည်းတဲ့သစ်ပင်တွေအမြစ်ပါထောင်လဲသွားသို့တော့အဲ့ဒီမုန်တိုင်းဓာတ်မျိုးဘလောက်ပဲတိုက်လဲပြုတ်မသွားတာကတော့တောင်ကြီးတွေပဲအဲ့ဒါလို့ပြင်းထန်တဲ့မုန်တိုင်းရှိတဲ့တဲ့သစ်ပင်ကဘာလို့လဲပြီးတော့တောင်ကြီးတွေကြတော့ဘာလို့မလဲသလဲလို့ဆိုရင်ကြံ့ခိုင်မှုမတူတာပဲအဲ့ဒါထို့တူပဲလောကမှာလူရည်လူဖြစ်လာတဲ့ပုဂ္ဂိုလ်တွေလောကရန်နဲ့ကြုံတွေ့လာတဲ့အခါတချို့ကဘုံဘုံလဲသွားတယ်စိတ်ဓာတ်အနေထားတွေပြက်ပြားသွားတယ်တချို့ကစိတ်ဓာတ်အနေထားမပြက်ပြားပဲနဲ့ရင့်ကျက်မှုတွေပို့ပြီးတော့ရလာတယ်တောင်ကြီးလိုခိုင်မာတယ်တချို့ပုဂ္ဂိုလ်တွေကတစ်ပင်လိုရိမ့်ရိုင်နေတယ်လောကရန်ချင်းကြုံတွေ့တာချင်းတူတူပဲလောကရန်မုန်တိုင်းရဲ့အတိုက်ခံရတာချင်းတူတူပဲသို့တော့အတွင်းအစ္ဆဒစိတ်ဆွမ်းအားအသိဉာဏ်စွမ်းအားနည်းပြီဆိုလို့ရှိရင်ရိမ့်ရိုင်ပြီးတော့နေရတဲ့သစ်ပင်သို့မဟုတ်အမြစ်ပါကျွတ်ထွက်ပြီးတော့လဲသွားတဲ့သစ်ပင်သို့မဟုတ်အကိုင်းတွေပါတွေကျိုးပဲ့သွားတဲ့သစ်ပင်လိုပဲလောကရန်ကိုမုန်တိုင်းရဲ့ထံကိုခံလိုက်ရတဲ့အခါမှာမလှမပဖြစ်သွားကြရတောင်ကြီးတွေကြတော့တဇက်ကမှလှုပ်ရှားမှုမပြုတ်ဘဲနဲ့
မုံတိုင်းတွေဘလောက်ပြင်းထန်တောင်ကြီးတွေကကြန့်ခိုင်းနေကြတယ်အဲ့တော့ဘုန်းကြီးတို့တွေဟာကိုယ့်ရဲ့စိတ်ဓာတ်တွေကိုတောင်ကြီးလို့ခိုင်မာအောင်ကျင့်ဖို့လို့လေ့ကျင့်ပြီးတော့ယူရမယ်လို့ဒါပြောတာနော်သူ့ဘာသူအလိုလျောက်ဖြစ်လာတာမဟုတ်ဘူးလောကဓာတ်ဆိုတာလေ့ကျင့်တွေ့ကြုံလာပြီဆိုလို့ရှိရင်မုံတိုင်းတန်ကိုခံနိုင်အောင်စိတ်ဓာတ်ရဲ့ကြန့်ခိုင်မှုဆိုတာလေ့ကျင့်ပေးရတယ်မုံတိုင်းရဲ့ထံလောကဓာတ်ရဲ့သဘာဝကိုတုံလို့တယ်ဆိုတာဘာပြောတာစီးပွားရေးဖြစ်ထွန်းလို့ငွေကြေးဒနာမြောင်များစွာရပြီဆိုရင်အဆင်ပြေတာလူတွေရဲ့စိတ်ဟာဘာဖြစ်လာဘဝင်မြင့်လာကိုယ့်ကိုဘဝင်မြင့်လာပြီးတော့သုံးတယ်ဖြုံးတယ်မော်တယ်ကြွားတယ်အောက်ခြေလွတ်လာတယ်အဲ့ဒါလောကဓာတ်မခံနိုင်တာပဲသို့တော်လူထုအများစုကအောင်မြင်ကြီးပွားနေရင်လောကဓာတ်လို့မထင်ဘူးအောင်မြင်ကြီးပွားနေတဲ့အခါမှာကောင်းစားနေတယ်လို့ပဲထင်တယ်လောကဓာတ်လို့မထင်ဘူးစိတ်ဓာတ်ကြံ့ခိုင်မှုမရှိတဲ့ပုဂ္ဂိုလ်ကအောင်မြင်လာပြီဆိုလို့ရှိရင်လက်မထောင်းလာတယ်စိတ်ဓာတ်တွေဒါအတက်ကြွလက်မတွေထောင်းလာတယ်မောလာတယ်ကြွားလာတယ်ဒါမျိုးတွေလှုပ်လာအဲ့ဒါလို့လှုပ်လာသည့်အတွက်ကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းသည့်အတွက်ကြောင့်ဘာဖြစ်တုံးဆိုရင်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာအောင်မြင်မှုမရတော့ဘူးဆိုတဲ့အလာဘလောကဓာတ်နဲ့ခြုံလိုက်ပြီဆိုရင်စိတ်ဓာတ်တွေတခါတည်းကျ depression တွေဝင်လို့ကိုယ့်ကိုယ်စူးစိုက်လှုပ်သွားကြတာတွေအများကြီးပဲဒီကနေ့ခေတ်မှာနော်မြန်မာနိုင်ငံမှာရှိတဲ့ပုဂ္ဂိုလ်တွေကဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာကြရတယ်ငယ်စဉ်တောင်ကြီးကလေးဘဝကလေးကပစ္စည်းသင်္ခါရလူသင်္ခါရပဲဆိုတဲ့အတွေးကလေးတွေဓမ္မအမြင်ကလေးတွေနဲ့လောကဓာတ်ကိုကြံ့ကြံ့ခံထားနိုင်သေးတယ်ဆိုးဆိုးဝါးဝါးကြီးထိအောင်ဖြစ်မသွားဘူးတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဆိုးဆိုးဝါးဝါးကြီးဖြစ်သွားတချို့ပုဂ္ဂိုလ်တွေကဘဝကိုအဆုံးစီရင်ပြီးတော့မလှမပဖြစ်သွားကြလောကဓာတ်မခံနိုင်ဘူးဆိုလို့ရှိရင်ကြီးပွားလို့ရှိရင်လည်းပျက်စီးတာပဲဆုပ်ယုပ်လို့ရှိရင်လည်းပျက်စီးတာပဲဘဝမလှမပဖြစ်ဘာကြောင့်လို့ဆိုစိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းလို့ပဲအဲ့ဒီနေရာမှာစိတ်ဓာတ်ကြံ့ခိုင်အောင်မြတ်စွာဘုရားကဘလို့ဩဝါဒပေးထားလဲဆုံးမထားလဲဘုရားဘာသာဝင်သူတော်စင်တွေဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာပါမယ်လို့အာမခံထားတဲ့ပုဂ္ဂိုလ်တွေပဲဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုထားတာကိုကဘုရားကိုကိုးကွယ်ရလို့အတိမပြုပါတယ်ဘုရားကိုကိုးကွယ်တယ်လို့ဆိုတာဘာအတွက်ကိုးကွယ်တာလဲလို့သေချာကြည့်မယ်စီးပွားတိုးတက်ဖို့ကိုးကွယ်တာမဟုတ်ဘူးဘုရားကိုးကွယ်တာများသောအားဖြင့်တချို့ကစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာအဲ့ဒီလိုစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာဟာသိပ်ပြီးတော့အစစ်မမြင့်မိယိုးဖလားကိုးကွယ်တာမျိုးလည်းမဟုတ်စေရဘူးစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာမျိုးလည်းမဟုတ်စေရဘူးအနှစ်သာရအားဖြင့်ကိုးကွယ်ရမယ်ဆိုလို့ရှိရင်လောကရဲ့သဘာဝအမှန်တရားကိုသိဖို့အတွက်ကိုးကွယ်တာဘဝခရီးကိုရှောက်လန်းတဲ့အခါမြတ်စွာဘုရားတရားအတိုင်းဘုရားဟောပြောဆုံးမတဲ့လမ်းအတိုင်းရှောက်ပါမယ်မြတ်စွာဘုရားကိုလမ်းညွှန်ချက်အတိုင်းယုံကြည်တယ်မျက်နှိုးတယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကိုးကွယ်တယ်အဲ့ဒါလို့ကိုးကွယ်မှဘုရားကိုကိုးကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကပို့ပြီးတော့ထိရောက်တယ်မြတ်စွာဘုရားကဟောတယ်လို့လာဘတို့အလာဘတို့လို့ဆိုတဲ့ပစ္စည်းဥစ္စာရမည်မှုအောင်မြင်မှုရရှိမှုအောင်မြင်မှုမရရှိမှုဆိုတဲ့အကောင်းအဆိုးလောကဓာတ်နှမျိုးနဲ့ကြုံတွေ့တဲ့အခါမှာမြတ်စွာဘုရားကဘာအမိန့်ရှိတုံးဘာဆုံးမဩဝါဒပေးတုံးလို့ဆိုလို့ရှိရင်လာဘနဲ့တွေ့ရင်လည်းပဲမောက်မှာတက်ကြွခြင်းမဖြစ်စေနဲ့တဲ့အလာဘဆိုတဲ့အဆိုးလောကဓာတ်နဲ့တွေ့တဲ့အခါမှာလည်းပဲစိတ်ထက်မကြနဲ့
စိတ်ဓာတ်တွေတုံလုံးမှုမဖြစ်နဲ့ဒီလိုမဖြစ်အောင်ဘယ်လိုနှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်အေးအောင်မြင်မှုရတာဆိုတာလဲထာဝရမဟုတ်ဘူးအောင်မြင်မှုမရဘူးဆိုတာလဲထာဝရမဟုတ်ဘူးလောကကြီးမှာဘယ်အရာမှတည်မြဲတာမဟုတ်ဘူးဆိုတဲ့အတွေးလေးကအခြေခံပြီးတဲ့အခါမှာကိုယ်စိတ်ဓာတ်ကိုရင့်ကျက်အောင်ကြိုးစားယူအောင်အဲ့ဒီအတွေးလေးကတာမန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာမှမထူးဆန်းမှုလို့အောက်မေ့သို့သောအဲ့ဒီအတွေးနဲ့တွေးလိုက်လို့ရှိရင်ဆိုးဆိုးဝါးဝါဖြစ်မသွားတာသိကြမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကလာဘဆိုတဲ့လောကရန်ကြောင့်လည်းစိတ်ဓာတ်တက်မသွားဘူးသိအားတက်တဲ့ရောမောက်မာမှုတွေအောက်ခြေလွတ်သွားတာတွေမဖြစ်ဘူးဘာဖြစ်လို့တော့သူကတွေးတယ်အေးရတာဆိုတာလေအစဉ်ပြေးနေတဲ့တခဏပဲရတာအစဉ်မပြေတဲ့အခါရှိအောင်မှာပဲလို့ကြိုတင်ထားတယ်အစဉ်မပြေတဲ့အခါမှာလည်းအေးအစဉ်မပြေတဲ့အခါရှိတယ်အစဉ်ပြေတဲ့အခါလည်းရှိအောင်မှာပဲဆိုရယ်ဟောဒီအတွေးလေးကစိတ်ကိုသက်သာရစေတယ်ဟုတ်အဲ့ဒါလို့စိတ်ကိုတည်ငြိမ်အောင်ဒီလိုမှန်ကန်တဲ့အတွေးနဲ့ယောနိသောမနတိကာရလို့ခေါ်တယ် wise attention ပေါ့မှန်ကန်တဲ့အတွေးကလေးနဲ့မထိန်ဘူးဆိုလို့ရှိရင်စိတ်ဓာတ်တွေဟာတည်ငြိမ်မှုမရတော့ဘူးမရသည့်အတွက်ကြောင့်အကောင်းလောကရန်နဲ့တွေးပြီးဆိုလို့ရှိရင်စိတ်ဓာတ်တွေတက်ပြီးတော့အောက်ခြေတွေလွတ်တယ်မကောင်းတဲ့လောကရန်နဲ့တွေ့ရင်စိတ်ဓာတ်တွေနှိမ့်ကျပြီး depression ဖြစ်တယ်နောက်ဆုံးမှကိုယ့်ကိုယ်အဆုံးစီရင်တာမျိုးတွေထိအောင်ဖြစ်သွားတယ်စိတ်တွေတအားဆင်းရဲပြီးဖြစ်သွားတတ်တယ်အဲ့ဒါမျိုးမဖြစ်အောင်မှန်ကန်တဲ့အတွေးလေးကိုတွေးပါမှန်ကန်တဲ့အတွေးဆိုတာအေးဘယ်အရာမှတည်မြဲတာမဟုတ်ဘူးဒါလောကမှာလူတိုင်းကြုံတွေ့ရတဲ့သဘာဝပဲဆိုတဲ့အတွေးကိုများများတွေးထားပါထို့တူပဲယတအာယတအချမ်းရံရှိတဲ့အခါရှိတယ်အာယတအချမ်းရံမရှိတဲ့အခါရှိအချမ်းရံရှိလာပြီဆိုလို့ရှိရင်လည်းလူတွေဟာနောက်လိုက်နောက်ပါတွေနဲ့အချမ်းရံတွေအကျော်စောတွေများလာလို့ရှိရင်ဘဝင်မြင့်ပြီးအောက်ခြေလွတ်သွားအချမ်းရံမရှိဘူးတကူဒီဆိုတဲ့အခါကျတော့လုံးလီဖြစ်ပြီးတော့စိတ်ဓာတ်တွေကျပြန်တယ်ဟောတာစိတ်ဓာတ်ရဲ့တည်ငြိမ်မှုမရဘူးကိုယ်ဆင်ញင်စဉ်းစားထားအချမ်းရံရှိတယ်ဆိုတာလည်းအဓိကမဟုတ်ဘူးမရှိဘူးဆိုတာလည်းအဓိကမဟုတ်ဘူးဘယ်အရာမှမမြဲဘူးကိုယ်စိတ်လေးဖြူစင်ပြီးတည်ငြိမ်မှုကအဓိကကြတယ်လို့ဆိုပြီးတော့စိတ်ဓာတ်လေးကိုဖြူစင်အောင်ကြိုးစားအထောက်မှန်ကန်တဲ့အတွေးနဲ့တွေးပြီးတော့ခုခံကာကွယ်ထားထို့တူပဲနိန္ဒပတန္တာလောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာကဲ့ရဲ့ခံရတဲ့အခါရှိတယ်လို့ချီးမွမ်းခံရတဲ့အခါလည်းရှိတယ်လူတွေကကဲ့ရဲ့ခံရရင်စိတ်ဆိုးတယ်ချီးမွမ်းခံရလို့ရှိရင်တော့ခြေနဲ့တင်ဝမ်းသာရှင်ပြအဲ့ဒါဟာစိတ်ဓာတ်ရဲ့မတည်ငြိမ်မှုပဲလောကရန်မုန်တိုင်းတာမခံနိုင်လို့လှုပ်ရှားရင်းရိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အဲ့တော့ချီးမွမ်းခံရရင်လေဘာလို့ဟုတ်တယ်သူပြောတဲ့အတိုင်းငါမှတကယ်ချီးမွမ်းတိုက်တာရှိ appreciate ပေါ့အတိမတ်ပြုကဲ့ရဲ့ခံရလို့ရှင်လေအေးဒီကောင်ငါ့ကိုကဲ့ရဲ့ရမလားလို့ဆိုစိတ်မဆိုးအေးငါကဲ့ရဲ့တိုက်တဲ့ဟာရှိတယ်လို့ appreciate သဘောပေါက်နားလဲအဲ့ဒီနည်းနဲ့ခုကမြတ်စွာဘုရားကဗျာမဆာလတုတ်မှာအဆုံးမဩဝါဒပေးထားတာရှိတယ်ယဟန်တွေကိုမှတ်သားစရာကောင်းတယ်ဟာတခုလူတယောက်ကကိုယ့်ကိုလာပြီးကဲ့ရဲ့ပြီးပြစ်တင်ပြီလို့လာပြောလို့ရှိရင်မြတ်စွာဘုရားကစိတ်မဆိုးအောင်လုပ်ပါစိတ်မဆိုးပါနဲ့အဲ့တော့စိတ်မဆိုးအောင်ကနှလုံးသွင်းတရားမရှိဘဲနဲ့စိတ်မဆိုးအောင်နေဖို့ဆိုတော့တော်ခက်တယ်စိတ်လေးကိုပြင်လိုက်ရုံပဲစိတ်လေးကိုပြင်လိုက်ရုံပဲသူပြောတဲ့တွေကိုအတိမမပြုတ်ဘူးလေအတိမမပြုတ်လက်မခံမဲနေတာမြတ်စွာဘုရားကတစုံတစ်ယောက်ကလာပြီးတော့ဆဲတယ်ဆိုလို့ရှိရင်ပုံနာကြီးတစ်ယောက်ဆဲတော့ကမြတ်စွာဘုရားဥပမာပေးတာရှိတယ်ပုံနာကြီးတစ်ယောက်ကဘုရားကိုဆဲတယ်ဆဲတာမှရိုင်းရိုင်းပြပြဆဲတာမျက်နာကိုကြည့်ပြီးတော့ရိုင်းရိုင်းပြပြဆဲတာမြတ်စွာဘုရားကလက်မခံမှုဒီတိုင်းပဲနေတယ်အသာလေးတုံ့ပြန်မှုမပြုတ်ဘူး
ဆက်လို့အားရသွားပြီဆိုတဲ့အခါမြတ်စွာဘုရားကသူ့ကိုမေးခွန်းထုတ်တယ်မင်းအိမ်မှာမိတ်ဆွေသင်္ကားတွေလာတဲ့အခါမုံပဲသေးစားတွေနဲ့လက်မခံဘူးမခံဘူးလားလို့ဆိုခံတယ်အဲ့ဒီမုံပဲသေးစားတွေကိုဧည့်သည်ကစားမသွားရင်ဘယ်သူဟာလဲလို့ဆိုဒါခံတဲ့လူအိမ်ရှင်ရဲ့ဟာပဲပေါ့အဲ့ဒါလိုပဲမင်းကငါ့ကိုဆဲရေးခြင်းဖြင့်ခံတယ်ငါလက်မခံဘူးအဲ့တော့ဆဲရေးတာမှန်သမျှမင်းဟာတွေပဲငါလည်းမဆိုင်ဘူး